ကောင်းလေမင်းကတိတ်ချစ်စရာကောင်းတယ်ဒါပေမဲ့မင်းကငါရန်သူရဲ့တွေးတာဖြစ်နေတော့စိတ်မကောင်းပါဘူးကွာဟုတ်တယ်ဟုတ်လေကလေးဟုတ်တားလို့ကြေရောက်နေရကိုပြပြနေနေတည်သွားရင်ဘယ်လိုလုပ်မလဲပြီးတော့လေကောင်းတာပေါ့ဖုန်ခိုင်းရအခုချိန်မှာဦးတန်းတို့ဘယ်လိုမှခွဲလို့မရတော့တကယ်လို့မင်းရဲ့ဖေဖေနဲ့မမေကသဘောမတူလို့ဦးကိုခွဲမယ်ဆိုတော့မှာဦးကလည်းမရဖြစ်ပြီးတော့လေအဲ့တော့သူတို့ဘာမှလုပ်လို့မရတော့တန်လေဗျာဒီလိုငါ့ကိုခေါ်မဲ့ခွက်